အောင်စပူကသူ့ကိုရေမြင့်လို့ခေါ်ခဲ့တဲ့ VR hair salon ကိုဘာကြောင့်တရားစွဲရတာလဲပြည့်တဲ့ကြီးအားလုံးမင်္ဂလာပါရှင်ဒီကနေ့လူပုဂ္ဂိုလ်ရဲ့ပေါ်မှာအပူရပြင်းဆွေးနွေးညှိခုန်နေကြတဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်သွားပေးချင်ပါတယ်ဒါကတော့ဇမင်းသားအောင်စပူကိုရေမြင့်ဆိုတဲ့စကားလုံးနဲ့ကြော်ညာထဲမှာသုံးဆွဲခဲ့တဲ့ V5 hair salon ကိုတရားစွဲဖို့ပြင်ဆင်နေတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ဒီကိစ္စကိုဘယ်လိုစတင်ခဲ့တာလဲဆိုရင် VR hair salon ကသူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာကြော်ညာတစ်ခုကိုတင်ခဲ့ပါတယ်အဲ့ဒီထညာထဲမှာနမေကျော်စမင်းသားအောင်စပူကိုရည်ညွှန်းထားတဲ့ပုံစံနဲ့ရေမြင့်ဆိုတဲ့အသုံးအနှုန်းကိုထည့်သွင်းဖော်ပြခဲ့တာဖြစ်တဲ့အတွက်ကြောင့် online ပေါ်မှာချက်ချင်းပဲကြက်ထလာခဲ့ပါတယ်။အချို့ကတော့ဒါဟာတာတပေါ် marketing strategy တစ်ခုသာဖြစ်တယ်လို့မြင်ကြပေမဲ့လည်းအောင်စပူကိုချစ်တဲ့ပရိသတ်တွေကတော့အဲ့ဒီအသုံးအနှုန်းဟာအမှုပညာရှင်တရားရေးရွေးသွင်းခြင်းကိုလောင်ပြောင်ပျော်ရတောက်တယ်လို့ဆိုကြပါတယ်။ဒါကြောင့်မလို့အောင်စပူရဲ့ manager ဖြစ်သူကိုကျော်စီရကလည်းအပြင်းပြင်းထန်ထန်တုံ့ပြန်လာခဲ့ပါတယ်။ကိုကျော်စီရဲ့ပြောကြားချက်အရအကျိုးစီးပွားအကျိုးမြတ်တွေလူတို့ဦးရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေမယ့်အသုံးအနှုန်းတွေကိုသုံးတာကိုလက်မခံနိုင်ပါဘူး။ဥပဒေအရလှုပ်တဲ့တာတွေကိုဆက်လုပ်သားပါမယ်လို့ဆိုထားပါတယ်။တကယ်တော့အောင်စပူအဖွဲ့ဟာအရင်ကတည်းကလူမှုကွန်ရက်ပေါ်မှာဂုဏ်သိက္ခာထိခိုက်အောင်တိုက်ခိုက်သူတွေကိုဥပဒေနဲ့အညီရေးယူမယ်ဆိုပြီးတော့မှကြိုတင်တတိပေးထားခဲ့ပူပါတယ်။ဒါကြောင့် V5 hair salon အပေါ်မှာတကယ်ပဲတရားစွဲမှုတွေဖြစ်လာမလားဆိုတာကတော့စိတ်ဝင်စားစရာဖြစ်နေပါပြီ။တိုးတော့လူမှုကွန်ရက်သုံးသူအများစုကတော့အခြားရှုထောင့်ကနေကြည့်နေကြပါတယ်။သူတို့ရဲ့အမြင်အရရေမင်းဆိုတဲ့စကားလုံးဟာဘဒူတူတယောက်ရဲ့ပူပိုင်စကားလုံးမှမဟုတ်ပါဘူး။ဒါကြောင့်ဒီစကားလုံးကိုသုံးလိုက်ရုံနဲ့တရားစွဲနိုင်ပါမလားဆိုတာကိုမေးခွန်းထုတ်နေကြပါတယ်။တချို့သူတွေကတော့တရားစွဲမယ်ဆိုတာထက်ပိုပြီးတော့ဆိုင်ကိုနာမည်ကြီးသွားစေမယ်လို့ပြောဆိုနေကြပါတယ်။ marketing လုပ်တာကိုအလွန်ကြိုတိတ်ဖိတ်ကောက်နေကြတာလားဆိုပြီးတော့မှတ်ချက်ပေးနေတဲ့သူတွေလည်းရှိပါတယ်။အခြားတစ်ဖက်မှာတော့ဘဒူပဲဖြစ်ပါစေရုပ်ပိုင်းဆိုင်ရာကိုထိုးတန်လှောင်ပြောင်တာတော့မတင်တော့ပါဘူးလို့ဆိုကြပါတယ်။တချို့ကလည်း engagement လိုချင်လို့သူတော်ဘာကိုခုတော့မလုပ်တင်ပါဘူးဆိုပြီးတော့အောင်စပူဘက်ကနေရက်တည်နေတဲ့သူတွေလည်းအများပြားရှိနေကြပါတယ်။ဒီကိစ္စဟာရိုးရိုးကြော်ညာကိစ္စတစ်ခုထက်ကျော်လွန်ပြီး social media ethics, personal branding and reputation management ဆိုတဲ့အကြောင်းအရာတွေကိုပါပြန်လည်ဆွေးနွေးစဉ်ဖြစ်ပေါ်လာခဲ့ပါတယ်။အခုခေတ်မှာစီးပွားရေးလုပ်ငန်းတစ်ခုကို viral ဖြစ်စေဖို့အတွက်ကြိုးစားတာကနားလည်ပေမဲ့အဲ့ဒီ viral ဖြစ်မှုကလူတစ်ယောက်ရဲ့ဂုဏ်သိက္ခာပေါ်မှာတိစက်တာမျိုးဖြစ်နေမယ်ဆိုရင်တော့ဝေဖန်ခံရမှာသိကြပါတယ်။လက်ရှိအချိန်မှာတော့ V5 hair salon ဘက်ကနေတရားဝင်ပြန်လည်ဖြေရှင်းချက်ထုတ်ပြန်ထားတာမျိုးမရှိသေးဘူးလို့သိရှိရပါတယ်။အောင်စပူဘက်ကတကယ်ပဲတရားစွဲဆိုသွားမှာလား။ဒါမှမဟုတ်တစ်ဖက်ညှိနှိုင်းပြီးတော့မှပြည်လည်သွားမှာလားဆိုတာကတော့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်ရှင်။ပြည်တဲ့ကြီးတို့ရေဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှတင်တို့ရဲ့အမြင်ကရောဘယ်လိုမျိုးရှိပါသလဲ။ VR hair salon ရဲ့ကြောင့်ဟာတကယ်ကိုလုံကျူးသွားရလို့ထင်ပါသလား။ဒါမှမဟုတ်ဟာတာတဘောမှာကိန်းတစ်ခုတာဖြစ်တယ်လို့မြင်ပါသလားရှင်။ comment မှာမိမိတို့ရဲ့အမြင်တွေကိုလည်းမျှဝေပေးခဲ့ကြပါအောင်နော်။သတင်းတက်တာကိုဆက်လက်သိရှိနိုင်ဖို့အတွက် channel လေးကို subscribe လုပ်ထားဖို့အတွက်လည်းမမေ့ပါနဲ့နော်။ကျေးဇူးအများကြီးတင်ပါတယ်။